News on ပြည်သက်ချီအားလုံးမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတွေကတော့တိတ်ဝမ်းတင်းစရာကောင်းတဲ့သတင်းလေးပဲဖြစ်ပါတယ်အဲ့ဒီအကြောင်းလေးမပြောခင် News on Channel လေး like and follow လေးလုပ်တော့ပေးပါအောင်နော် MT4 ကနေရိုက်တင်ဆက်ထားတဲ့ဇလန်တွေညစာတွေကမိချူဇလန်တွေကိုယခုခါမှာရုပ်ရှင်ခါကြီးဖြစ်ပြန်လည်ရိုက်ကူးရမယ့်အကြောင်းလေးကြားသိရပါတယ်ပြန်လည်ရိုက်ကူးမယ့်ရုပ်ရှင်စကားကြီးမှာခေါင်းဆောင်မင်းသားဖြင့်ဖေရမီနီတို့ကပါဝင်တည်ဆောင်မှာဖြစ်ပြီးခေါင်းဆောင်မင်းသမီးဖြင့်ဝိုင်းဖီမှာဆက်လက်တည်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။ဝိုင်းနဲ့ဆက်ကောင်းတဲ့တဲ့လေးကတော့မေချူဇလန်တွေမှာခင်တူစာဆက်ရုပ်ဖြင့်ပါဝင်တည်ဆောင်ထားပြီးခိတဲ့အားပေးမှုကိုရရှိထားတဲ့မင်းသမီးကျော်လေးတွန်းသစ္စာဆိုဟာပြန်လည်ရိုက်ကူးမဲ့မေချူရုပ်ရှင်ခါကြီးမှာပါဝင်ခြင်းမရှိတော့တာကြောင့်ပဲဖြစ်ပါတယ်။မင်းသမီးလေးတွန်းသစ္စာဆိုဟာMT4မှာနေပေါင်းများစွာနဲ့နာခံပြီးကြာရစရုပ်ကိုပြီးပြင်းစွာတည်ဆောင်နိုင်တဲ့မင်းသမီးတို့လည်းပဲဖြစ်ပါတယ်။မေချူဇလန်တွေမှာဆိုရင်လည်းခင်တူတာဆိုတဲ့ဇက်ကောင်ခင်မေချူပေါ့မြောက်အောင်မြင်လာအောင်ပံ့ပိုးပြီးတဲ့တည်ဆောင်ကောင်းတယောက်ဆိုရင်လည်းမမားပါဘူးရှင်။ခင်တူတာဇက်ကောင်ခင်ဖိတဲ့အားပေးမှုကိုအကြီးအဝါရရှိခဲ့တော့မင်းသမီးလေးတွန်းသစ္စာဆိုရင်ခင်ပြန်လည်ရိုက်ကူးမဲ့မေချူရုပ်ရှင်ကားကြီးမှာပါဝင်နိုင်ခြင်းမရှိတော့ပဲလူစားပြုချင်းခံခဲ့ရပါတယ်။လူစားထုဝင်ရောက်ခဲ့တော့အနုပညာရှင်မလေးဖိတဲ့အားလုံးကသိရှိပြီးအနုပညာနယ်ပယ်မှာနေရာတစ်ခုနဲ့အောင်မြင်နေတဲ့မင်းသမီးတစ်လက်ဖြစ်တယ်လို့သိရပါတယ်။ MT4 မင်းသမီးလေးဟာသူမကျူးစားလာခဲ့တဲ့နေရာလေးတစ်ခုပေါ်လူစားထုခံခဲ့ရခြင်းအတွက်အင်မတန်မှစိတ်မကောင်းဖြစ်နေမှသိကြပါပဲ။ညူးဆောင်ပိတ်သက်ကြီးအနေနဲ့လေမေချူဇလန်ထဲမှာခင်တူစာစက်ရုံနဲ့ပြည်တဲ့ရင်နဲ့ရောက်ရှိခဲ့တော့မင်းသမီးလေးတွန်းသစ္စာဆိုမပါဝင်တော့ခြင်းပေါ်အာပစ္စကာလေးတွေပြောခဲ့ပြီးပါအောင်နော်တစ်ဆက်ထဲမှာပဲအစထုဝင်ရောက်လာတော့မင်းသမီးတွေကဘသူဖြစ်မလဲဆိုတာခံမှန်းခဲ့ပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့ News on ပြည်သက်ကြီးအားလုံးလည်းကျေးဇူးတင်ပါတယ်ရှင်